grass cool go ဘနော်ကျမကအချက်မဖြစ်နေပါပြီဟိုဘနော်တင်းကျပဲလောင်နေပါနော်ကြတော့မှာပါဟောင်းနာနီးပြီဆိုတော့ကျမကတော့အဲ့လိုလောက်ချတာဖြစ်ပါတယ်ဟောင်းနာပြီးတော့နော်အမှန်တိုင်းဆိုတော့မလုပ်ပါဘူးဆိုရင်တော့ခဏလောက်ပေါ့နော်ခဏကြည့်ပြအောင်ကဲအဲ့ဆိုရင်ဒီမျိုးရဲဝင်လိုက်ပါဒီမျိုးပြီးရင်ဒီမှာ boats ဒီမှာအပိုင်းနဲ့တော့လောက်ပြချပေးပါသေးတယ်ပြီးရင်တော့ဒီ pink ဟာမနေပါနဲ့ပြီးရင်တော့ဒီ items ရဲတဲ့ဝင်လိုက်ပါဒီ3ခု4ခုလည်းမနေပါနဲ့ဒါလည်းနှိပ်လို့ရမှာမဟုတ်ပါဘူးကျွန်မလည်းချင်ပါတယ်ကဲအဲ့ဒါပြီးရင်တော့အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးကြိုက်လားပြီးရင်တော့အဲ့ဒါကိုနှိပ်လိုက်ပါပြီးရင်သူ့ရဲ့ idea လေးပြောပါမယ်ကိုခွန်စစ်ခွန်နဲ့ခွန်ဘောင်းဟုတ်တယ်ကိုခွန်တစ်ခွန်နှစ်ခွန်ရှစ်ခွန်တုံးရလေးလေးခွန်ငါဟုတ်ကဲပြီးရင်တော့ done ကိုတက်လာပါပြီးရင် okay နဲ့လာပါခဏဆောက်ပါဒီမှာပေါ့နော်ကိုစစ်ခွန်တစ်နှစ်ခွန်ရှစ်ခွန်တုံးရလေးလေးခွန်ငါခွန်ဆိုပွဲလာပေါ်လာပါလိမ့်မယ်ပြီးရင်တော့တရင်ကျဖျားပွဲဆိုပေါ်လာပြီပါလိမ့်မယ်ပြီးရင်တော့200စနစ်လို့ပေါ်လာပါတယ်ပြီးရင်တော့ download ကိုလိုက်ပါပြီးအောင်ထားလိုက်ပါအဲ့လေးလောက်ပြီးတော့ရင်ဆိုရင်တော့အမှားပါလုံးဝပေါ်လာပါလိမ့်မယ်အဲ့ဒါတော့တင်ကြပဲတော့ပါနော်တငယ်ချင်းတွေသူများတွေအားလုံးနေတဲ့ဟာပေါ့နော်အားလုံးချင်နေတဲ့ဟာပါအဲ့ IT ကတော့ကျမလည်းကြည့်ပြီးလောက်ရပါတယ်အဲ့ကြောင့်ခက်ခဲရပါအမှန်တိုင်းဆိုလေကျမဆိုသူများတွေပြထားတဲ့တင်ကြ IT ကိုမနေကြည့်ရအဲ့ဒါမှကြည့်လို့လေအဲ့ကြောင့်ပါဒီတော့ငွေချီကောင်ရုပ်လဲ like and subscribe လုပ်ဖို့မမေ့ခဲ့နဲ့အောင်နော်အစကနေပြန်ပြပေးမယ်နော်ချစ်တို့ညလို့ဒီဟာလေးတုံးလိုက်မယ်နော်ရလားဒီဟာကရောင်းလာလားမရောင်းလာလားကိုမမကြီးနန်းခဲ့ပါဒီကတော့မီးချောင်းနေလားမသိဟုတ်တယ်မီးချောင်းငါလည်းမသိမကားရတဲ့နေပြီဒီမှာကတော့ glass pane လေးတွေပါဒီဟာကတော့ bracer မှာကျမပါတစ်ခုကောက်ခဲ့ပါတယ်ကျမတော့ဒီဟာကတော့ green tea ပါနော် green tea ဒီဟာကတော့ coffee ဒီဟာက Angie ဒီဟာကဘာလဲမသိ micro လားမသိကျမလည်းမသိတီးကင်းကမမမိုက်ခဲ့ပါအောင်ဒီဟာကတော့ lemon tea ပေါ့နော်ဒီဟာကတော့ဆာမဒီဟာကတော့အပင်ပေါ့နော်ကျုပ်ကနေစားပြတယ်နော်ဒီဟာကတော့ဝါဖြစ်သွားပါပြီဒီဟာကတော့ပစိုးနေဘာရီဆူရှီတွေဘာရီညာတွေပေါ့ကျမလည်းအဲ့လောက်တီးရအောင်ပါဒီဟာကဒီဘက်ကဟင်းနေချင်နေရဟိုဘက်ကအဲ့လိုဟိုပစ္စည်းတွေစုံတယ်နော်ဒီဟာကအဲ့ဟာတွေပေါ့နော်ဒီဟာကချမင်းလုံးဒီဟာက glue space ဒါလည်းမသိပါဘူးသိရင်ကောမမမိုင်းခဲ့ပါအဲ့ဒါကတော့ဖတ်ထုတ်အဲ့ဒါကတော့ဘာကြောက်စင်ဟင်းအဲ့ကဖတ်ကာကားရအများကြီးတင်နေဒါကတော့ကလေးတုံးလေးတွေပါဒီကတော့ပေါင်းမှာခဏလေးနော်ချစ်တို့တစ်ခုပြတင်ပါတယ်ဘာလို့လဲဆိုတော့အနောက်ကဘုံချောင်းကတော့ကျမလည်းမသိပါဘူးအဲ့ဒါတော့အမရောကျမရောမသိပါဘူးဒီအနီးဟာလေးကတော့အဲ့လဲဟာပါဒီဟာကတော့ဒီတိုင်းအဲ့လိုဖြစ်တဲ့ဟာပါခု
ခုပွဲစည်းဖြစ်တဲ့ဟာပါကျမပွဲစည်းပေါ့နော်ပွဲစည်းဖြစ်တဲ့ဟာကိုပြပါမယ်သူများရဲ့လည်းပွဲစည်းတပြနေပါတော့နော်ပြီးရင်ဒီဟာရီယိုနဲ့လည်းပါ off ကိုမနိုင်ပါနဲ့အောက်က off ကဲဒီမှာကတော့ဘာရောက်လာလဲဆိုတော့ပြပါမယ်ဒီကတော့ get ရောက်လာပါ get ဒီကတော့ hot ရော hot ဒီကတော့ bandy ပြိုင်နေပါတော့ပေါင်းဆက်ထားပါဒီကတော့ cotton candy ဒီအတိုင်း cotton candy ပါဒီဟာကမလို့ဆိုရင်တော့အတားပစီပါမရနေတဲ့စတီပါအဲ့လိုလုပ်တဲ့ဟာအဲ့တော့သမင်းစောဟိုကတော့ခစိတော့ဒီကပါ chicken ပေါ့နော်ဒီကတော့ပြောင်းမတော့ဒီကတီဘူးတီကိုမမန်းနေအောင်ဒီဟိုပါနော်ကွန်းတော့နဲ့ချောင်းလေးပါဒီကတော့အပေါ်ကတော့ဘနော်အပေါ်ကခေါ်လုံးမိုးပြဘူးခေါ်လုံးနေပါဒီဟာကတော့အောက်ကကြတော့မျက်နှာဖုံးမှာ mask ပေါ့နော်ကဲအဲ့ဆိုရင်အဲ့လိုလုပ်ချင်အဲ့ idea လေးကိုလောက်လိုက်ပါကျမလည်းအမအလားစင်စားတာပေါ့နော်အများကြီးပါပဲဟိုဘက်မှာကန်ချီဒီဟာကပုံကြောင်းမှာဖြတ်ချင်ကြတော့ off ကိုနေရမှာပေါ့နော် off ကိုနေတာပြတ်သွားအော်ခဏလေးနော်ဟိုမှာကလေးကစားကွင်းမှာလည်းလိုက်ပြမယ်နော်ကလေးကစားကွင်းမှာကြတော့သူကဘုံလိုက်တီးလို့ရတယ်ဘုံတီးလို့ရတယ်ကလေးကစားကွင်းမှာမြောက်လို့ဇာနေပဲတောင်းလိုက်တော့မယ်နော်စစ်တော့ဒီဟာကဒါလိုက်လို့ရပါတယ်ကဲပါပဲလက်ကြီးလို့ကြိုင်အမှန်လိုက်ဆိုအဲ့လိုဖြစ်နေချင်မှမဝယ်ပါဘူးဒီဟာလေးမမြင်ပါဒီဟာကတော့စတောင်းပြေးဖယ်ရပါစတောင်းပြေးဖယ်ရမှာတဖယ်ဖုတ်လို့ရပါတယ်ဒီမှာပါဖယ်ဖုတ်လို့ရပါတယ်အလုံးမဲ့တီရှူပေးရတဲ့ကျေးဇူးတင်ပါတယ်အလုံးမဲ့နောက်ဗီဒီယိုမှာဆက်ကြည့်ပေးပါအလုံးမဲ့တာဒီလိုဖြစ်နေတော့တောင်းပါပါတယ်အလုံးမဲ့တာအော်ဒါပြောင်းဖြစ်နေကြတာမျိုးဆန်ပေါ့နော်ဆန်နော်အလုံးမဲ့တာကျေးဇူးပေးရတဲ့ကျေးဇူးတင်ပါတယ်အလုံးမဲ့တာဒါပေမဲ့ပြောမယ်နော် like subscribe လုပ်ခဲ့ဖို့မမေ့ကြနဲ့အောင်နော်အလုံးမဲ့တာ